ဒုတိယမစတာကြည့်ရှုရပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့16ရက်နေ့အပိတ်နေ့တောက်ကြနေ့ညနေအတွက်ကိုစိုက်ကတော့ဒါမနေ့ကမှန်ထားတဲ့ဒါမနေ့ညကီးလေးပြောလို့ရပါတယ်အဲ့စိုက်ကတော့9နဲ့9နဲ့ပေါင်းတော့24ခွန်ကီး9နဲ့4နဲ့ပေါင်းတော့186ကီး4နဲ့2နဲ့ပေါင်းတော့691ကီး2နဲ့9နဲ့ပေါင်းတော့186ကီး9နဲ့2နဲ့ပေါင်းတော့186ကီးလေးပဲပြန်ရပါတယ်ဒီညနေအတွက်လဲဒါမနေ့ကပြထားပြီးသားပါမနေ့ညကီးဆိုကျွန်တော်ပြောခဲ့တာအကောင်ကတော့9နဲ့9နဲ့ပေါင်းတော့4နဲ့9 2နဲ့4နဲ့ပေါင်းတော့691 1နဲ့2နဲ့ပေါင်းတော့358 5နဲ့9နဲ့ပေါင်းတော့4နဲ့9ကီးလေးရပါမယ်သူကတော့ညနေကလည်းဝင်ပေးပါတယ်869 1နဲ့ဆိုလဲ2တလုံးဝင်ပေးပါတယ်ဒီကီးနဲ့ဆိုင်ကကြတော့မနက်ကလည်းကျွန်တော်ပေးထားတာ4နှစ်9ကီးကိုပဲအပိုင်ကိုင်းပြီးတော့တခြားကိုချိုက်တဲ့လုံးရှိရရင်လည်းတွဲထိုးပေါ့ဒါမှမဟုတ်မနက်ကတော့ကျွန်တော်က813နဲ့ကျွန်တော်ထိုးပါတယ်81ဆိုတော့186ဆိုတိတ်မကွာဘူးဗျအဲဒီညနေအတွက်လည်းဆိုတော့ဆိုင်ရကီးကတော့ဒီညနေအတွက်346ပါတခြား site ကမနက်2ရက်တာ3တဲ့ site ကတော့ခွန်6ချင်းလေးပါ39ချင်းရဲ့2တလုံးမနက်ကတော့2ကလုံး2တလုံးဝင်သွားပါတယ်ကျွန်တော်ရဲ့4ရက်တာမှာ3နဲ့ကီးလေးက4နှစ်9နည်း9ကလည်းတူတော့2တလုံးပါပါတယ်ဒါဈေးဝက်ကနန်း643ညနဲ့စိုက်ကြကီးနဲ့တော့တူနေပါတယ်ဗျဒီညနေကိုကျွန်တော်လည်းတော်တော်လေးစဉ်းစားလိုက်ရပါပြီးရင်ကောင်းမလဲဆိုတော့မနက်ကအတိုင်းပဲကျွန်တော်အခုတော့ချရတာအတိုင်းပဲပြီးရင်ကောင်းမလားဒါမှမဟုတ်ဒီ4နှစ်ကိုကိုင်းပြီးတော့ဒီစိုက်ကြကီးနဲ့ဈေးဝက်ကနန်းတူတော့ဒီထက်ကတလုံးများလာမယ်ဆိုရင်ကျွန်တော်တို့ဒီ4နှစ်ကိုကီးလေးနဲ့တွဲမယ်ဆိုရင်လည်းပြီးရင်ကောင်းမလားဆိုတော့ဒီညနေအတွက်တော်တော်လေးကိုဘာကြမလဲဆိုတော်တော်လေးကိုခေါင်းထဲမှာတအားများနေစဉ်းစားစရာလေးတွေအဲဒါကျွန်တော်တော်တော်လေးကိုကြာသွားတယ်ဗျမနေ့ကအတိုင်းကိုပဲဒီကိုကွက်ခွေကိုအကွက်ကိုပဲပြန်ထိုးခြင်းလဲဆိုရင်လဲကျွန်တော်တို့ထွက်ပြီးသား28ကိုပယ်လဲပယ်လို့ရပါတယ်ပဲလို့ဒီညနေမှာနှစ်ပြန်ကြမှာဆိုရင်ကျွန်တော်ရဲ့အခုစဉ်းစားတဲ့အကြိုက်ဆုံးကဏ္ဍကတော့ဒီကောင်ကဒီ4နှစ်9ဆိုဒီလိုနောက်ပိတ်နှလုံးလဲကြားတတ်တယ်ဒီ4နှစ်လဲကြားတတ်တယ်ဗျအဲ့ဒါဆိုရင်တော့ကျွန်တော်4နှစ်9ကို643ညနဲ့တွဲပြီးထိုးမယ်ဆိုရင်တော့သူက9424 64တော့ပါတယ်ခင်ဗျအဲ့တော့ဒီညနေမှာနှစ်ပြန်လာမယ်ဆိုရင်တော့နှစ်ကတော့တစ်ချိန်နှစ်ချိန်သုံးချိန်ဒါနဲ့ဆိုဒီမနေ့နဲ့ဆို4ချိန်ရှိပြီဗျ5ချိန်လဲအရင်ဘက်ကတော့ထွက်နိုင်တယ်လို့ထင်တာပဲထွက်မြူးတဲ့ကဏ္ဍကတော့5ချိန်ထိကိုထွက်နိုင်တော့နှစ်တလုံးပြန်လာမှာဆိုရင်တော့နှစ်9နဲ့နှစ်6ကတော့ကောင်းမယ်ခင်ဗျဒီကွက်ထဲကကြိုက်ဆိုတော့9ညနေပြန်လာမယ်ဆိုရင်တော့98နဲ့93ရယ်ကြိုက်ပါတယ်ခင်ဗျမနေ့ကကျွန်တော်48လဲမနေ့ကပေးထားတယ်ဒီညနေက4ပြန်လာမယ်ကောင်းပါတယ်ခင်ဗျ48ကဲလို့မိတ်ဆွေတို့နှစ်နေနဲ့ကြိုက်တယ်ဆိုရင်တော့နှစ်9နှစ်6ရှိပါမယ်နှစ်ခွန်ဆိုတော့နှစ်4ခွန်ကိုခွေတဲ့ရပဲဒီနေ့လာမလားဒါမှမဟုတ်နှစ်4ခွန်ကီးကိုပဲ3539ခွန်ခွေနဲ့ပဲတွဲပြီးတော့ထွက်မလားဆိုတော့တော်လေးအကြအစင်မှာတော်လေးမှန်းရခက်တယ်ဗျဒီမှာဆိုရင်နှစ်ဆိုရင်နှစ်4ဆိုရင်ကျွန်တော်တို့နှစ်4ခွန်9ဒီမှာဆိုရင်နှစ်4နှစ်9နှစ်4အဲ့ဒါကုံတလောက်ရှိပြီဗျ9ဆိုရင်တော့ကျွန်တော်တို့6လေးရှိပါမယ်6ကြိုက်တဲ့မိတ်ဆွေဆိုရင်တော့6လေးရှိမယ်ဒါပါပဲ6လေး6လေးတကွက်ပဲရှိပါမယ်အဲ့ဒါကြောင့်မလို့မိတ်ဆွေတို့ဒီထဲကနေပြီးတော့ကြာကနန်းပြန်ကြကနန်းမကြိုက်လို့ဆိုရင်လည်းဒီနှစ်ပြန်လာနေဆိုဒီ3လုံးရွေးထိုးလို့ရတယ်လို့6ဆိုရင်လည်းကြိုက်တယ်ဆိုရင်လည်း6ပြန်ကြမှာဆို6လေးတကွက်တော့ရှိပါမယ်6လေး93ညအဲ့လိုမျိုးတော့ရှိပါတယ်ညနေကကျွန်တော်မနေ့ကလေးကကျွန်တော်မှန်းရခက်နေတယ်နှစ်တွဲဖြစ်နေတော့16တွဲမှာ16ခွက်ရှိတယ်ဆိုတော့နှစ်တွဲဆို32ခွက်ထဲရတော့ကျွန်တော်မပေးပြလိုက်တော့တာပါတိုင်နိုင်ဆုံးတော့ကျွန်တော်ဒီ site ထဲမှာပါတဲ့ဒီ813ကီးဆိုတော့186နဲ့ပဲကျွန်တော်တွဲလိုက်တော့မနေ့ကမရလိုက်ဘူးဗျာသူကထောက်သွားတာက2လေးခွန်ကီးအခွေရပဲတခါတည်းတန်းထွက်သွားတာလားဒါမှမဟုတ်3ညခွန်အခွေတည်းရပဲ
တွဲပြီးထွက်တော့တာလားဆိုတော့နည်းနည်းမှန်းရခဲ့တယ်ဗျဒီညနေမှာတော်တော်လေးစဉ်းစားရတယ်ဗျဒီညနေအတွက်ကဏ္ဍကတော့မမြင်ဘူးဖြစ်နေတယ်ဟိုပိုင်နိုင်ရနိုင်တဲ့အဲ့ကဏ္ဍကိုမမြင်ဘူးဖြစ်နေတယ်ကဏ္ဍကအကွက်တာအများကြောက်မှန်းတော့မှန်းတယ်ကိုကြမလားနှစ်ပဲမနေ့ကနှစ်ပဲ9ချိန်မြောက်ဖြစ်အောင်ပြန်ကြမလားတော့မသိသေးဘူးနှစ်ဆိုတော့ဒီ3ခွက်ရှိမယ်ဗျ9ဆိုရင်9လေးရှိမယ်9 3ရှိမယ်ဒါကတော့မေစီတို့ရဲ့တဘောပါကျွန်တော်တို့ဒီ4နှစ်9ကီးကိုပဲဒီ16ကီးနဲ့ပဲတွဲပြီးတော့ပဲထိုး4နှစ်9မနက်ကခဏပဲဗာလဲ813ကီးနဲ့ပဲတွဲပဲထိုးဒါမှမဟုတ်ကျွန်တော်တို့ဒီ site ကြကီး3946တလုံးလုံးလာနိုင်မယ်ဆိုရင်လည်းကျွန်တော်တို့ဒီ4နှစ်9ကီးနဲ့ပဲတွဲထိုးsite ကြကီးနဲ့ဆေးဝါကဏ္ဍကတော့မနေ့ကလည်းမဝင်တော့ဒီညနေတလုံးလောက်တော့ဝင်နိုင်တာပေါ့အဲ့4နှစ်9ကီးကိုပဲဒီ6439ကီးနဲ့ပဲတွဲထိုးကြိုက်တဲ့တရားကိုထိုးနိုင်ပါတယ်မိစီတို့နဲ့ကျွန်တော်လည်းဒီညနေကခဏဒါများတယ်မဲ့ကျွန်တော်ကြိုက်ဆုံး9လာမယ်ဆိုရင်ကျွန်တော်98နဲ့93တော့ကြိုက်တယ်ဗျ4ကလည်းပျောက်ကဏ္ဍဖြစ်နေတယ်ဆိုတော့ဒီညနေ4များလာမလား4လာမယ်ဆို4ရှေ့ကြိုက်ပါတယ်4 9ရှိပါမယ်ခင်ဗျ4ဆို4 8 4 1 4 3လည်းရှိပါမယ်ဒီကီးမှာဆိုရင်သူ့ရဲ့အကြကတော့ညနေအတွက်တစ်တလုံးလေးကောင်းတယ်ဆိုရင်14 12 19ရှိပါမယ်12တော့ဒါကတော့ဒီဘယ်လိုဒီအင်္ဂါနေ့ကထွက်ပြီးသားဆိုတော့မကြိုက်ဆိုလဲဒီနှစ်ခုပယ်လိုက်လို့ရပါတယ်ခင်ဗျအဲ့ဒီနေရာမှာဆို1နှစ်1နေရာမှာဆိုရင်ကျွန်တော်တို့သူ့ရဲ့ကြားနိုင်ခြေရှိတယ်ဒီ18လဲကောင်းပါတယ်ခင်ဗျ18တကွ18လဲတကွကောင်းပါတယ်မိတ်ဆွေတို့အနေနဲ့တင်တာနဲ့နည်းနည်းနောက်ကျသွားတယ်ဗျမိတ်ဆွေတို့ရဲ့ဒီထဲကကြိုက်တဲ့အကွက်ရှိမှပဲယူထိုးပါဗျညနေတက်ကတော့ဒီလောက်ပါပဲဒီကတော့ပြန်ကြမယ်ဆိုပယ်လဲပယ်ပေါ့ရပါတယ်သူကတော့နောက်ကွက်ပယ်ဒီထဲကပဲကြိုက်တဲ့ဟာယူထိုးပေါ့ဗျာပယ်တဲ့ကနေပြန်ကြကနန်းတော့ဒီဘက်ကတော့မလာသေးဘူးဗျပြန်ကြကနန်းကတော့โอเคပါဒီညနေတော့ကတော့မိတ်ဆွေကျွန်တော်ပြောသလိုပဲ3မျိုးရှိတာပေါ့ဒီတွဲပြီးထိုးတာပဲထိုးဒါမှမဟုတ်ရင်4နှစ်9ကို643ညနဲ့ပဲတွဲထိုးမိတ်ဆွေတို့ကြားနှစ်တဲ့ရာကိုထိုးကြပါအကြိုက်သူမှလည်းအကြိုက်နှစ်တဲ့အဲ့ထဲကမှကိုကြိုက်ဆုံးတကွက်နှစ်ကွက်ပဲရှိနေလဲဆိုယူထိုးဒီညနေတော့ကတော့မိတ်ဆွေတို့အဆင်ပြေတယ်လို့ပေါ့ကြည့်ပြီးတော့ကိုရတဲ့ကီးလေးနဲ့ပဲတွဲပြီးထိုးပေါ့ကျွန်တော်ကြိုက်တဲ့ကွက်မနက်ကပေးတဲ့ကွက်ပါပဲအနေနဲ့ကျွန်တော်ဒီ3ကွက်ပဲမှန်းတာ4လာမယ်ဆိုတော့4 8 4တော့ကောင်းမယ်ဗျကျွန်တော်ရဲ့နှစ် break လည်းဖြစ်တော့ဗျာနှစ် break ကလည်းပြန်လာ break ကလည်းတစ်ခါပဲထွက်ရသေးတော့အားကြောင့်မလို့လာနိုင်ဖို့လည်းရှိတယ်အားကြောင့်မလို့နေ့ရဲဒီမှာခွန် break ရှိမယ်နှစ် break ရှိမယ်အဲ့ဒါလေးပဲကျွန်တော် over နေနဲ့ကျွန်တော်ပြေးတာပါကျွန်တော်အကွက်ကတော့မိစီတို့တွေနဲ့အဲ့လိုမျိုးကိုကြိုက်ရာလေးကိုယူထိုးကြပါဗျာအရန်အနေနဲ့တော့ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရှုပဲဒီညနေအပိတ်နေ့နောက်ဆုံးနေ့အတွက်ကိုထိုးတဲ့ကွက်လေးမိပါစေဗျအကျွေးရှုံးကျွေးရှိရင်လည်းရှုံးကျွေးကြေပါစေဗျကြည့်ရှုပြီးတော့လည်းကျေးဇူးအများကြီးတင်ပါတယ်